အားလုံးပဲမင်္ဂလာပါတယောက်စီတိုင်းဖျာရှင်ကောင်းကြီးပေးပါစေဒီနေ့မိခင်တောင်းဆိုမှုအဖြစ်ကောင်းကြီးမင်္ဂလာနဲ့အမင်္ဂလာဆိုတဲ့ຢာနဲ့ကျွန်တော်ဆင်ခြင်ဖို့ဖြစ်ပါတယ်မိခင်တယောက်ရဲ့တောင်းဆိုခြင်းအဖြစ်အမင်္ဂလာဖြစ်စေတဲ့နံပါတ်1ချက်အနေနဲ့မိခင်ကတော့ဟေရိုဒီဖြစ်ပါတယ်ဒီအကြောင်းအရာကတော့ရှမဂုတ်ခရစ်အခန်းကြီး6 18ကနေ20ထဲမှာတွေ့ရမှာပဲဖြစ်ပါတယ်အကြောင်းမူကားယောဟန်ကရှင်မင်းကြီးသည်ညီတော်ဤခင်ပွန်းကိုမသိမ်းအောင်ဟုဟေရိုအားဆိုလေ၏ထို့ကြောင့်ဟေရိုဒီသည်ယောဟန်ကိုရန်ညိုးပွေ့တဲ့ပြတတ်ခြင်းကအလိုရှိ၏သို့တော်လည်းယောဟန်သည်ဖြောင့်မတ်တန်ရှင်တော်သူဖြစ်ကြောင်းကိုဟေရိုသည်သိ၍သူ့ကိုကြောက်ရွံ့ယူသည်၏သူ့ကိုလည်းစောင့်ပါ၏အမှုရာများတို့၌သူ၏စကားကိုနားထောင်၍ဝမ်းမြောက်သောစိတ်နဲ့လည်းနားထောင်တတ်သည်ဖြစ်သောကြောင့်ထိုမိမသည်အခွင့်မရနိုင်နှုတ်ကပတ်တော်အပြည့်ရောက်ခြင်းစီတိုင်းဘုရားရှင်ကောင်းကြီးပေးပါစေဒီနေ့သူ့ညီဖြစ်တဲ့ခင်ပွန်းဟေရိုဒီကိုဟေရိုကသိမ်းယူတဲ့အခါမှာဒီအကြောင်းအရာကမမှန်ကန်တဲ့အကြောင်းမမှန်ကန်နဲ့ပြတ်သားစွာနဲ့ပြောလိုက်တဲ့အခါမှာဒီຢာကမလိုအပ်တဲ့အတွက်ရှင်ယောဟန်ကထောင်ထဲမှာကြာသွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ယုံကြည်သူရဲ့အသက်တာမှာဆင်ခြင်စရာကကျွန်တော်ဖျားသဘောနဲ့မညီတဲ့အရာတွေအသက်ရှင်ခြင်းဟာတမန်တရားကထုတ်ပြလာရင်ဖော်ပြလာရင်နှုတ်ကပတ်တော်နဲ့ထောက်ပြလာရင်ကျွန်တော်တို့မလိုချင်ဘူးတန်ရှင်သောသက်တာနဲ့သက်ရှင်ဖို့မင်္ဂန်သောသက်တာနဲ့သက်ရှင်ဖို့တမန်တရားနဲ့အညီအသက်ရှင်ဖို့ဆိုတဲ့အရာကိုကျွန်တော်ယုံကြည်သူတွေကသိမလိုလားကြဘူးအဲ့တော့ဒီအရာတွေကကျွန်တော်ဒီနေ့ဆင်ခြင်စရာဖြစ်ပါတယ်ဟေရိုကသူ့ညီခင်ပွန်းဖြစ်တဲ့ဟေရိုဒီကိုသိမ်းတဲ့အခါမှာဒီအရာကြောင့်ထောင်ထဲမှာချတယ်ဆိုတော့ကိုတွေ့ရပါတယ်တိုင်မဲ့သူ့ကိုအသက်တပ်ဖို့ရအတွက်ကတော့သူကအသက်မတတ်ချင်ဘူးဆိုတော့ကိုကျွန်တော်ဒီနေ့အငယ်20မှာတွေ့ရပါတယ်ဒါပေမဲ့သူ့အမျိုးသမီးဖြစ်တဲ့နော်မိခင်ဖြစ်တဲ့ဟေရိုဒီကတော့သူ့ကိုရမ်းပဲတတ်ချင်တယ်သူ့ကိုမုန်းတီးတဲ့နော်စိတ်မနာလိုတဲ့စိတ်ခံပြင်းတဲ့စိတ်ကဟေရိုဒီရဲ့အထင်းမှာပြည့်နေတယ်ဒါပေမဲ့သူ့အမျိုးသားဟေရိုကရှင်ယောဟန်ဖြောင့်မတ်တော်သူဖြစ်တယ်တန်ရှင်တော်သူဖြစ်တယ်ဆိုတဲ့အရာကိုသိတဲ့အတွက်သူ့ရဲ့စကားကိုနားထောင်ခြင်းအဖြစ်လဲသူ့ရဲ့အသက်တာဟာဝမ်းမြောက်တယ်စိတ်ရှင်လန်းတယ်ဆိုတာကိုဖော်ပြတာဖြစ်ပါတယ်အဲ့တော့ဟေရိုဒီကရှင်ယောဟန်ကိုမကျေနပ်တဲ့စိတ်အပြည့်ရှိတဲ့အတွက်တရက်တော့ဟေရိုမွေးနေ့မှာတကယ်ညစစားပွဲကျင်းပတဲ့အခါမှာဟေရိုဒီရဲ့သမီးကအဲ့ဒီပွဲမှာကပြလိုက်တဲ့အခါမှာဖြောဖြေလိုက်တဲ့အခါမှာအားလုံးအမရှိတဲ့အရာရှိများမူမများအားလုံးဟေရိုအပါဝင်အရာကိုရှင်လန်းပြီးတော့မှပျော်ရွှင်ကြတဲ့အခါမှာအရာကိုစိတ်ချနူးပြီးတော့မှဟေရိုရှင်မြင်းကပြောပါတယ်ကဲသမီးတင်လိုချင်သမျှအရာကိုတောင်းပါတင့်ကိုငါပေးမယ်အဲ့ဒီမင်းကလေးကိုဆိုလိုက်တဲ့အခါမှာပြောလိုက်တဲ့အခါမှာငါကတဲ့တောင်းသမျှငါနိုင်ငံတဝက်ကိုတောင်းငါပေးနိုင်တယ်လို့ပြောလိုက်တယ်အဲ့တော့ဒီအရာကိုကြားတာနဲ့ချစ်ချင်းကလေးမလေးကငေသေးတဲ့အတွက်ဆုံးဖြတ်ပိုင်ခွင့်ဆုံးဖြတ်နိုင်စွမ်းမရှိတဲ့အတွက်ချက်ချင်းပဲသူ့မိခင်စမှာပြေးပြီးတော့မှမေးလိုက်တဲ့အခါမှာမိခင်ရဲ့မကျေနပ်ခြင်းအပြည့်မိခင်ရဲ့မနာလိုခြင်းမုန်းတီးခြင်းအပြည့်ရှိတဲ့အရာကိုသမီးလေးစမှာထုတ်ဖော်လိုက်တယ်ပြောဆိုလိုက်တယ်မိတ်ဆွေကျွန်တော်တို့ဒီနေ့မိခင်များဆင်ခြင်စရာကကိုယ့်ရဲ့ပဝန်းကျင်ကိုမုန်းတီးခြင်းကိုယ့်ရဲ့လူမျိုးတွေနဲ့အဆင်မပြေခြင်းနော်
ဒီຢာတွေကိုသားသမီးစမှာယုံကြည်သူများမပြောထုတ်မိဖို့အမဒန်မှအရေးကြီးတယ်ဆိုတော့ကိုကျွန်တော်ဆင်ခြင်စရာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီဟေရိုဒီကသူ့သမီးစမှာကိုယ့်ရဲ့မကျေနပ်ခြင်းအပြစ်ရှိတဲ့အရာကိုပြောထုတ်လိုက်တယ်။အမင်္ဂလာဖြစ်စေတဲ့အရာကိုပြောထုတ်လိုက်တဲ့အခါမှာအဲ့ဒီနေ့မှာလူတွေဝမ်းမြောက်တဲ့နေ့မှာအမင်္ဂလာဖြစ်စေတယ်။အဲ့ဒီညဆာဆာပွေကအမင်္ဂလာဖြစ်သွားတယ်။လူတွေရဲ့စိတ်ထဲမှာကြောက်ရွံ့ခြင်းတုန်လှုပ်ခြင်းနဲ့ဖြစ်စေတဲ့အရာတစ်ခုအဖြစ်ပြတ်တွေ့ရတာပဲဖြစ်ပါတယ်။သူပြောလိုက်တဲ့အရာကဟေရိုဒိပြောလိုက်တဲ့အရာကသမီးအဲ့ဒီလင်ပန်းပေါ်မှာရှင်ယောဟန်ရဲ့ခေါင်းကိုတောင်းပါဆိုပြီးတော့မိခင်တောင်းဆိုတဲ့အတိုင်းသမီးလေးကပြောလိုက်တဲ့အခါမှာရှင်ယောဟန်အဲ့မှာအသက်ခံတယ်အသေးတတ်တယ်ဆိုတော့ကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့ဒီမိခင်ဟာမိသားစုအတွက်ကောင်းကြီးမင်္ဂလာကိုတည်ဆောင်တော်သူမိခင်မဟုတ်ဘဲနဲ့သားသမီးများအတွက်ကောင်းကြီးမင်္ဂလာကိုတည်ဆောင်တော်သူမိခင်မဟုတ်ဘဲနဲ့အမင်္ဂလာကိုတည်ဆောင်ပြီးတော့မှအဲ့ဒီဟေရော့ရဲ့မွေးနေ့မှာလူတွေပျော်ပျော်ရွှင်ရွှင်နဲ့သမီးလေးကချင်းအဖြစ်ပျော်ဖြေပေးခြင်းအဖြစ်ပျော်ရွှင်တဲ့သူကိုသူများဝမ်းမြောက်တဲ့အရာကိုမိငိမ့်စေသောမိခင်ဟာဟေရိုဒီဖြစ်ပါတယ်မိခင်များဒီနေ့ကျွန်တော်ဆင်ခြင်စရာကသူများဝမ်းမြောက်တဲ့အခါမှာမိငိမ့်တော်သူလားသူများဝမ်းမြောက်စေသောတတ်တာရှိတဲ့သူလားဆင်ခြင်စရာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဒီဟေရိုဒီကတမန်တရားနဲ့ညီတဲ့အရာကိုရှင်ယောဟန်ကထုတ်ပြလိုက်တဲ့အခါမှာပေါ်ပြလိုက်တဲ့အခါမှာလက်မခံတဲ့အတွက်အမင်္ဂလာကိုသူ့ရဲ့တတထဲမှာအလုံးလုံးသွားတယ်မိတ်ဆွေကျွန်တော်ဒီနေ့မိခင်များတမန်တရားနဲ့ညီတဲ့အတ္တဘုရားလူတော်နဲ့ညီတဲ့အတ္တနဲ့အသက်ရှင်ပြီးတော့မှသားသမီးများအတွက်ကိုယ့်ရဲ့မျိုးသားအတွက်အိမ်ထောင်မိသားစုအတွက်မိခင်များကောင်းကြီးမင်္ဂလာတည်ဆောင်တော်သူဖြစ်ဖို့ဒီနေ့နှိုးဆော်ချင်ပါတယ်မိခင်ရဲ့တောင်းဆိုမှုမိခင်ရဲ့ပြောဆိုမှုအတိုင်းဒီနေ့ဒီအဖြစ်ကဖြစ်နေတာဖြစ်ပါတယ်သင်ခန်းစာယူစရာဖြစ်ပါတယ်နာဘုတ်ရဲ့စပြည့်ဥယျာဉ်ချံကိုတမက်လူချင်ပြီးတော့မှယေဇဗေလကသူ့ရဲ့အမျိုးသားအာဟတ်ရှင်ပြန်စမှာသူ့ရဲ့လူအင်ဆန္ဒအတိုင်းတိုက်တွန်းပြီးတော့မှမဟုတ်မမှန်ဖြောင့်မတ်တဲ့နာဘုတ်နှလုံးသားဖြူစင်တဲ့နာဘုတ်ကိုတပ်ဖြတ်တယ်အဲ့ဒါကဘယ်သူကြောင့်လဲဆိုရင်မိခင်ဖြစ်တဲ့ယေဇဗေလကြောင့်ဖြစ်တယ်မြောက်များစွာသောပရောဖက်များဖျားရဲ့နှုတ်ပတ်တော်တည်ဆောင်တဲ့သူများတပ်ဖြတ်တဲ့သူဟာလဲယေဇဗေလပဲဖြစ်ပါတယ်ဖျားကိုကိုးကွယ်တဲ့အသက်ရှင်တဲ့ဖျားကိုကိုးကွယ်တဲ့အာဟပ်ကဘာလဖျားကိုတည်တဲ့သူဖြစ်သွားတယ်မိခင်ယေဇဗေလကြောင့်ဖြစ်တယ်သူ့ရဲ့အဆုံးသတ်ကိုကြည့်တဲ့အခါမှာသူဟာအမင်္ဂလာနဲ့တည်ဆုံးတယ်ဆိုတော့ကိုလည်းတွေ့ရတယ်တကယ်သူ့ရဲ့တတအသေးဆိုးနဲ့တည်ရတာဖြစ်ပါတယ်မိတ်ဆွေဒီနေ့ကျွန်တော်တို့မိခင်များဟာမိသားစုကိုထောက်မဖို့ကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့အမျိုးသားထောက်မဖို့ပဲဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့ဆင်ခြင်စရာဖြစ်ပါတယ်ဒုတိယမိခင်တူရဲ့တောင်းဆိုမှုကတော့အဲ့ဒီမိခင်ကတော့ရှလုံဖြစ်ပါတယ်သူ့ရဲ့သားနှစ်ယောက်အတွက်ယောဟန်နဲ့ယာကုပ်အတွက်နော်သူတောင်းဆိုလိုက်တဲ့အရာကယေရှုခရစ်မှာရှမသက်ခရစ်ဝင်အခန်းကြီး20အငယ်20ကနေ23ထဲမှာတွေ့ရမှာဖြစ်ပါတယ်ဒီဟာကတော့ကိုရောဤနိုင်ငံတော်တွင်ကျမဤသားနှစ်ယောက်တို့သည်လက်ရဖက်၌တယောက်လက်ဝဲဖက်၌တယောက်ထိုင်ရသောခွင့်ကိုပေးတော်မူပါဟုလျှောက်လေ၏တဲ့အဲ့တော့ဒီမိခင်ဖြစ်တဲ့ရှာလုံကတော့သူ့သားနှစ်ယောက်အတွက်
ယေရှုခရစ်တော်နိုင်ငံတော်တည်တဲ့အခါမှာတဲ့နော်နိုင်ငံတော်မှာတဲ့လက်ဝဲဖက်မှာတယောက်လက်ရဖက်မှာတယောက်ထိုင်ရသောခွင့်ကိုပေးပါလို့တောင်းဆိုနေခြင်းဟာတကယ်ထူးဆန်းတဲ့အရာဖြစ်ပါတယ်ဒီတမန်ကျမ်းစာထဲမှာတပည့်တော်12ယောက်ထဲမှာတချို့မိခင်ပေါ်ပြတဲ့သူရှိတယ်ဖခင်မဟုတ်မိခင်နာမည်နဲ့ပေါ်ပြတဲ့တပည့်တော်တွေအားလုံးကဒီလိုပေါ်ပြတယ်အဲ့တော့ဒီယာကုပ်နဲ့ယောဟန်ကမိခင်နဲ့ဖခင်နာမည်နှစ်ခုစလုံးကိုပေါ်ပြတယ်ဆိုတော့ကိုထူးထူးဆန်းဆန်းတွေ့ရတာဖြစ်ပါတယ်အဲ့တော့အတိတ်ဘေကပြောချင်တဲ့အတိတ်ဘေကပါလဲဆိုတော့ဒီမိခင်ဖခင်ကဘလောက်အထိဖခင်ကိုအာကိုပြီးတော့မှယေရှုခရစ်ကိုဖခင်သားဖြစ်မြင်နိုင်တယ်လေဆိုတာကိုကျွန်တော်ဒီတမန်ကျမ်းစာအဖြစ်တွေ့ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဆင်ခြင်စရာကမိသားစုထဲမှာမိခင်တယောက်ပဲလားလို့မေးရင်မဟုတ်ပါဘူးဖခင်လည်းအရေးကြီးပါတယ်အထူးဖြစ်ကတော့ကျွန်တော်မိခင်များဟာသားသမီးများပေါ်မှာမိသားစုပေါ်မှာကိုယ်အမျိုးသားပေါ်မှာတေးကိုပို့ပြီးတော့မှအရေးကြီးတာဖြစ်ပါတယ်ဘာလို့လဲဆိုရင်ဒီမိခင်ရှလုံကသူ့သားနှစ်ယောက်အတွက်ယေရှုရှေ့မှောက်မှာခေါ်သွားပြီးတော့မှတောင်းခံတော်အရာဟာလောလောဆယ်မြင်နေသောအရာထက်ထာဝရအရာကိုမြင်နေဆိုလဲမမှားပါဘူး။ဘာကြောင့်လဲဆိုရင်ဒီမာကု15ထဲမှာလဲဒီအမျိုးသမီးကသခင်ယေရှုရှင်ပြန်ထမြောက်တဲ့အခါမှာလဲပါဝင်တဲ့အမျိုးသမီးဖြစ်တယ်လို့ဆက်ပြီးတော့မကြည့်တဲ့အခါမှာဒီရှလုံကသခင်ယေရှုနောက်လိုက်ပြီးတော့မှအမြဲတမ်းသခင်ယေရှုတက်တော်စင်ဟာလာတောင်ပေါ်ဒေသနာမှာအမြဲတမ်းပါဝင်တဲ့အမျိုးသမီးဖြစ်တယ်ဆိုတဲ့အရာကိုလည်းတမန်ကျမ်းစာထဲမှာဖော်ပြတာပဲဖြစ်ပါတယ်အဲ့ဒီအတွက်ဒီအမျိုးသမီးကမြင်နေသောအရာဟာယေရှုဟာဘယ်သူဖြစ်တယ်ဆိုတဲ့အရာကိုကောင်းကောင်းမြင်တယ်ဆိုတော့တမန်ကျမ်းစာအဖြစ်ကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့ဒီအတွက်သူ့ရဲ့တောင်းဆိုမှုကလောလောဆယ်အရာအတွက်မတောင်းတော့ဘဲနဲ့ကိုရောရဲ့နိုင်ငံမှာသူ့ရဲ့သားနှစ်ယောက်အတွက်ကြိုတင်ပြီးတော့မှမြင်တဲ့အရာကိုတောင်းတာဖြစ်ပါတယ်။အဲ့နဲ့ဒီနှစ်ယောက်ကလည်းသခင်ရှုတပည့်တော်12ယောက်ထဲမှာနောက်လိုက်အဖြစ်တောင်းလျှောက်သဆုံးတိုင်းအမှုတော်ထဲမှာပါဝင်တယ်ဆိုတော့တွေ့ရပါတယ်။ရှင်ယောဟန်ဆိုရင်တကယ်ဗျာဒိတ်ကျမ်းကိုလည်းသူရေးခဲ့တယ်။မြောက်များစွာသောကျမ်းစာကိုလည်းရေးသားတဲ့သူတစ်ယောက်ဖြစ်တယ်လို့ကျွန်တော်တို့တာတုခေါ်ထိုက်တဲ့ငေသားကောင်းအဖြစ်သူဟာအမှုတော်ထဲမှာပါဝင်ဆက်ကပ်ခဲ့တယ်ဆိုတာကိုကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်အဲ့ဒီအရာကိုကြည့်ချင်းအဖြစ်ကျွန်တော်ဒီနေ့ဒီမိခင်ဖြစ်တဲ့ရှလုံကဒီတန်ဟျောအတွက်ထာဝရကာလကိုကြိုတင်ပြီးတော့မှမြင်တဲ့အခါမှာတောင်းလျှောက်တဲ့အတိုင်းပဲသူ့ရဲ့တန်ဟျောကတကယ်သစ္စာရှိစွာခရစ်တော်နောက်လိုက်ခဲ့တယ်အမှုတော်ထဲမှာပါဝင်ခဲ့တယ်ဆိုတော့ကိုကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်ဒီနေ့မိခင်များကိုယ့်ရဲ့သားသမီးအတွက်ဆုတောင်းတော်သူကိုယ့်ရဲ့သားသမီးအတွက်အမြဲတမ်းနှုတ်ကပတ်တော်နဲ့တွင်တင်ပေးတော်သူဖြစ်ဖို့အားပေးလိုပါတယ်မိခင်ရဲ့တောင်းလျှောက်မှုဟာတေးကိုအရေးကြီးတဲ့အကြောင်းဒုတိယချက်အနေနဲ့ဖော်ပြချင်ပါတယ်ခန္ဓာအမျိုးသမီးဒီလေကိုယ့်ရဲ့သမီးနတ်ဆိုးနှိမ့်ဆက်ခြင်းတွေကလွတ်မြောက်ဖို့ရန်အတွက်ဒါဝိဒ်ရဲ့သားတော်ရှင်ကျမကိုကေမသနာတော်မူပါရှမသက်ခရစ်အခန်းကြီး15ထဲမှာကေမသနာတော်မူပါလို့အော်တဲ့အခါမှာသခင်ယေရှုကလေတောင်းမကြည့်ဘူးစကားတော့မပြောဘူးအထက်ထပ်တောင်းတဲ့အခါမှာယေရှုကသူ့ကိုပြောလိုက်တဲ့စကားရန်ခံမြင်ဖို့ကောင်းပါတယ်ငါသားကိုကြွေးရမယ်စားခွေးကိုကြွေးရမလားလို့ယေရှုကပြောလိုက်တယ်ဆက်တောင်းတယ်ဟုတ်ပါတယ်သခင်တဲ့ခွေးကတဲ့စပွဲအောက်မှာကြတဲ့စနုပ်စပေါက်လေးကိုတော့စားခွင့်ရှိပါတယ်လို့ပြောတဲ့အခါမှာသခင်ယေရှုဒီခန္ဓာအမျိုးသမီးရဲ့ယုံကြည်ခြင်းကိုအော်သွားပါတယ်ဒီမိခင်ရဲ့
တောင်းဆိုခြင်းဟာယေရှုခရစ်နာညောင်းပြီးတော့မှအဲ့ဒီသမီးငယ်လေးနတ်ဆိုးနှိမ့်ဆက်ခြင်းကနဲ့လွတ်သွားပါတယ်မိတ်ဆွေကျွန်တော်ဒီနေ့မိခင်ရဲ့တောင်းဆိုခြင်းအဖြစ်ဒီသမီးလေးဟာကြားမှာပြီးတော့မှသူ့ရဲ့သမီးနတ်ဆိုးနှိမ့်ဆက်ခြင်းကနဲ့လွတ်မြောက်ခြင်းရတယ်မိတ်ဆွေမိသားစုလွတ်မြောက်ဖို့ရန်အတွက်တင်တဲ့အရေးကြီးတယ်နော်မိခင်များအားပေးလိုပါတယ်ဘုရားကလူကိုဖန်ဆင်းတဲ့အခါမှာလူမိမ့်မကိုဖန်ဆင်းတဲ့အခါမှာကမ္ဘာဦးကြခန်းကြီးနဲ့ဆက်ရှိတဲ့မှာအထောက်အမဖြစ်ဖို့ဖြစ်တယ်မိသားစုအတွက်အထောက်အမဖြစ်ဖို့သားသမီးအတွက်အထောက်အမဖြစ်ဖို့ကိုယ့်ရဲ့မျိုးသားအတွက်အထောက်အမဖြစ်ဖို့ပဲဖြစ်ပါတယ်အဲ့ဒီအတွက်ဆုတောင်းတော်သူဘုရားလူတော်နဲ့အသက်ရှင်တော်သူဘုရားမျက်နာကိုရှာတော်သူဖြစ်ဖို့ဒီနေ့မိခင်ဟေရိုဒီရဲ့အသက်တာရှလုံရဲ့အသက်တာအဖြစ်အဘိနိုးဆော်လိုပါတယ်ရောက်ချင်းစီတိုင်းပေါ်ဖျားရထုတ်ကောင်းကြည့်ပေးပါစေ